ဒီနေ့မှာတော့ချက်ရလွယ်ကူပြီးအရန်စားလို့ကောင်းတဲ့ကင်ချီဟင်းရည်လေးချက်ပြသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ချက်သွန်နီချက်သွန်မိတ်ပဲပြားနဲ့စောစစ်ချောင်းလေးတွေကိုမထူမပအနေထားနဲ့လှီးပေးထားလိုက်ပါမယ်ပြီးရင်တော့အသင်းပြင်ထားတဲ့ဝက်သုံးတက်သားလေးတွေနဲ့ကင်ချီကိုမီးအနေတော်လေးနဲ့လိမ့်ပေးထားလိုက်ပါမယ်ကင်ချီလေးနွမ်းလာပြီဆိုတာနဲ့မြုပ်သည့်အစိမ်းမုံစားနဲ့အရသာမုံတို့ကိုထည့်ပါမယ်ပြရနဲ့ရေ 150cc နဲ့အသင်လီးထားတဲ့ကျွတ်သွန်နီလေးတွေကိုထည့်ပြီး3မိနစ်လောက်အဖုံးအုပ်ထားလိုက်ပါမယ်။အဲ့ဒီနောက်မှာတော့အသင်လီးထားတဲ့ပဲပြားနဲ့ sausage ချောင်းလေးတွေကိုထည့်ပေးလိုက်ပါမယ်။နောက်ဆုံးမှာတော့ကျွတ်သွန်မိတ်လေးတွေကိုအပေါ်ကနေအုပ်ပေးလိုက်မယ်ဆိုရင်စားလို့အရန်ကောင်းပြီးချက်ရတယ်လွယ်ကူတဲ့ကင်ချီဟင်းရည်ပူပူလေးတစ်ခွက်ကိုသုံးဆောင်နိုင်မှာဖြစ်ပါတယ်။နောက်ရက်တွေမှာလည်းဘယ်လိုဟင်းလျာလေးတွေချက်ပြသွားမလဲဆိုတာစောင့်မျှော်ကြည့်ရှုပေးကြပါဦးဗျာ။